တို့ရေတင်ဆန်းဆိုင်တင်ဆန်းလားလို့ခေါ်လားအဲ့ဟာဆိုင်ရောက်နေပါရဲ့မဟုတ်စားမလို့ရှာလာပါမယောက်ျားစားကျင်တယ်ဆိုလို့ပေါ့နော်လိုက်ကျွေးရပါ ဟုတ်လေဒီဝင်းကပေါ်နေပြီးတော့ငါကွန်ပျူတာမှာပြောရအောင် ပူရီ စတာဖ်မှာစားမယ်လို့ပြောစတာဖ်မှာတူတောင်းရောခဲ့တာလာမီယာကိုတော့ဟောချီနေတာကွာဘာမင်းသားကတော့ချောရတယ် ဘာဒီလိုမျိုးဆိုင်ပဲလေးနဲ့ချက်ရမှာကြီး30ဟုတ်လား Ramen with prawn and pork dumpling in hot chili. Kimchi ဖြစ်မယ်တဲ့။ ကျေစားတာစိတ်ရအောင် စိတ်အောင်။အဲ့ကိုအဲ့စားလိုက်တော့ စားလိုက်ပြီဟာအဆုံးတစ်ခုရေးစားစားဒီမှာ original ဟာသူ့ရင်စားအောက်ကနေသုံးတယ်ဒီလေးပေါက်ကြတယ် ။အဲ့ပေါ့ကပါ။ တိတ်နေတာချင်းဟောတယ်မျိုးပဲအဲ့ဘယ်လားအဲ့ကိုဘယ်ဒီနည်းပါလားဟာနည်းနည်းဟုတ်တယ်အပီးဘာသာမလဲဆိုတော့ဒီလိုလေးစားပါ ဟုတ်တယ်ဒီဆိုင်က ဟုတ်လားရတာကွာ ပါဘာပဲနေလိုက်ကြည့်ဆမ်းတယ် ကိုရဲကတော့ဒီလိုငါပြအောင်နိုင်ငယ်တယ်အဲ့ဒါနဲ့ဒီတော့ရအောင်တဲ့အောင် ကြာ ကြာလို့ဟောပါခါလေးကဘာပဲမှာ ညာရွယ်ညာရွယ်တော့တယ် ဘာမှမခံနိုင် အခုတော့တော့များတယ် ဘူး။ဒီလောပါ ဒီတော့ငါတို့လို့စားပါဒီမှာကတော့မပြီးပါဘူး ဒီရပဲတော့ဒီရပေါ်ရပြီလို့ ဟုတ်တယ်ဟုတ်တယ်နီးဟုတ်ကဲ့အရှိကြီးဒီလိုအကြီးစင်ကုန်မယ်ဟုတ်တယ်ဟုတ်တယ်ပါဒါလေးဥပါလား Yes sir ရမှာ Okay ဟုတ်နော်မမွေးလေးတော့တက်ထားတယ်နဲ့ ဘာလား မလာအောင်စီးတက်ထားတယ်
ဟုတ်တယ်ကောဒီမှာပါ